မင်္ဂလာပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းလေးကတော့တမဏိစိတ်လို့အတိတ်ပဲအမည်ရပါတယ်တမဏိစိတ်ဆိုတာဘာကိုပြောချင်တာလဲအင်္ဂလိပ်လိုတော့ bulletproof mind လို့ခေါ်တာပေါ့နော်အတိတ်ပဲကတော့ကြည်စံအောင်မတိုးနိုင်တဲ့စိတ်ဓာတ်ပေါ့ဆိုတော့အဲ့ဒါကိုကြည်စံမတိုးနိုင်တဲ့စိတ်ဓာတ်လို့ဘာသာပြန်ရတာလဲသိပြီးတော့အဆင်ပြေတဲ့အကြောင်းလို့ကျွန်တော်တို့တမဏိစိတ်ဓာတ်လို့ပဲဘာသာပြန်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့တမဏိစိတ်ဓာတ်ဆိုတာဘာလဲတမဏိစိတ်ဓာတ်ဆိုတာဟာလူတယောက်ကစိတ်အလုံးခိုင်မာတဲ့အကြောင်းလို့ဘယ်လိုအရာမှသူ့စိတ်ကိုပါပေါ့နော်ဒုက္ခရောက်အောင်စိတ်ညစ်အောင်ဘယ်လိုမှမလုံနိုင်ဘူးနံပါတ်1ကတမဏိစိတ်ဓာတ်ဆိုတာဘယ်လိုလဲဆိုတော့သူ့ရဲ့စိတ်အလိုကြပဲပတ်ဝန်းကျင်နဲ့လူမှုဆက်ဆံရေးအကုန်လုံးကသူ့ရဲ့စိတ်အလိုကြပုံစံတိုင်းပဲဖြစ်မယ်သူများတွေကကိုယ်ဖလွှမ်းမှုတော့မဟုတ်လူများတွေကြောင့်ကိုယ်စိတ်နှောက်ရှက်ဖြစ်မှုတွေမရှိဘဲနဲ့ငြိမ်းချမ်းနေတဲ့လူမျိုးစိတ်မျိုးကိုတမဏိစိတ်တယ်လို့ခေါ်တယ်အဲ့ဒါအရှုံးပေးတဲ့စိတ်လည်းမဟုတ်ပါဘူးအဲ့တော့ဒီတမဏိစိတ်တဲ့အကြောင်းကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့အခုလက်ရှိအနေအထားမှာကျွန်တော်တို့မြန်မာနိုင်ငံကမြန်မာလူမျိုးတွေအများစုကစိတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးပြဿနာတွေရှိတယ်နော်စိတ်ကြောင့်မလို့ဆိုရင်ပူပန်မှုတွေစိတ်ဓာတ်ကြောင့်မှုတွေစိတ်ဆင်းရဲမှုတွေအများများနေတယ်အဲ့လိုအချိန်မျိုးမှာလူတယောက်ကတမဏိစိတ်ဓာတ်မရှိဘူးဆိုရင်ခံနိုင်မှုသိမ့်မလဲဘူးလို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဟုတ်ပြီတမဏိစိတ်ဓာတ်ဆိုတာဗမာလိုတော့ပြောရရင်စိတ်ခိုင်တဲ့လူစိတ်မာတဲ့လူအဲ့လိုမျိုးပြောတာမဟုတ်ဘူးဗျစိတ်ပြောတဲ့လူကလည်းတမဏိစိတ်ဓာတ်ရှိအောင်လုပ်ယူလို့ရတယ်အဲ့တော့စိတ်ပြောတဲ့လူဒါမှမဟုတ်ငကိုတဲ့အမှန်မှာတော့ဒီတမဏိစိတ်ဓာတ်ရသွားတဲ့လူတွေကငကိုကကြောက်တတ်တဲ့လူတွေဗျကျွန်တော်လို့ပေါ့နော်စိုးရင်ကြတဲ့လူတွေသူများအပေါ်မှာအရန်ကြောက်ကြတဲ့လူတွေကိုကိုလည်းနော်အရာရာကိုစိတ်ပူတတ်တဲ့လူတွေတာဝန်ယူတတ်တဲ့လူတွေများပါတယ်အဲ့လူတွေကဘယ်လိုဖြစ်ပြီးတော့တမဏိစိတ်ဓာတ်ရသွားလဲဆိုတော့စိတ်ကိုပြုပြင်နေတာပဲရသွားတယ်ပေါ့နော်စိတ်ကိုပြုပြင်တာမှာပြုပြင်နည်းကအကြမ်းမြင်အပြင်ပြောလို့ရှိရင်တော့ကျွန်တော်တို့အုံနောက်ကနားလေသဘောပေါက်တဲ့အသည့်ရှိတယ်နော်အဲ့ဒီအသည့်ကိုအကျင့်ဖြစ်အောင်လုပ်ယူခြင်းအပြင်စိတ်ကိုစေစားနိုင်ရင်ပါပဲအဲ့တော့အသည့်ရှိတယ်အဲ့ဒီအသည့်ကိုအကျင့်ဖြစ်သွားတယ်နော်အကျင့်ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီအကျင့်ကနေပြီးတော့လူကဘာဖြစ်သွားလဲဆိုတော့အုံနောက်ကဘာကိုလုပ်အောင်မလဲဘာကိုမလုပ်အောင်လဲဆိုတာကိုသူကဆုံးဖြတ်ပေးနိုင်သွားတယ်အနေထားမျိုးဖြစ်သွားတယ်နော်ဥပမာဗျာဆိုတော့ social media မှာလူတယောက်ကကိုယ်တယောက်ကကဲရလိုက်တယ်ဗျာဥပမာပြောပြတာအဖြစ်များတဲ့ဟာပေါ့နော်အဲ့လိုကဲရလိုက်တဲ့အခါမှာဒါမှ